မင်းကလေးဟာ CEO ရဲ့ neck tie ကိုဆွဲပြုတ်နေတော့မှမင်းကလေးရဲ့ချစ်သူကရုတ်တရက်ဝင်လာခဲ့တယ်။မင်းကလေးရဲ့ချစ်သူက CEO ရဲ့ဝန်ထမ်းတဦးပါ။ဆက်လန်းအစမှာမင်းကလေးကသူမရဲ့လက်ရှိရေးစားကိုလက်ဆောင်ပေးထားတဲ့လေစီဟာသူမရဲ့အရင်ရေးစားဖြစ်တဲ့ဘီလီယံနာစီရောက်နေတာကိုတရှိလိုပဲဖြစ်ပါတယ်။သူမဒေါသထွက်ပြီးဘီလီယံနာရဲ့လုံခြုံရေးအဆောင်တွေကိုလစ်လျူရှုပြီးတက်ရီကားရဲ့အပြေးဝင်သွားတယ်။ဘီလီယံနာကတက်ရီကားရဲ့မှရှိနေအောင်မင်းကလေးတွေ့တဲ့အခါဒေါသထွက်ပြီးဘီလီယံနာရဲ့လေစီကိုဆွဲယူဖို့ချက်ချင်းပြေးဝင်သွားတယ်။သူမရဲ့ခွန်အားအလုံးကိုတောင်းပြပြီးလေစီကိုဖြုတ်တဲ့ဘီလီယံနာကညှင်းဆန်နေမရှိပဲတင်းငိမ်မှုမရှိတဲ့အချိန်နဲ့ထိလိုက်တယ်။လက်ထောက်ကသူတို့ဟာမကြီးမရကစားနေတယ်လို့မရင်းစွာထင်ပြီးနိုင်ရန်ကိုပဲကြည့်နေလိုက်တယ်။မင်းကလေးကလေစီကိုချွတ်တော့မဲ့အချိန်မှာဘီလီယံနာကသူမကိုပခုံးပေါ်တင်လိုက်တယ်။ဘီလီယံနာကမင်းကလေးကိုရုံးစပွဲပေါ်တင်လိုက်ကသူမနဲ့ပြအဆင်ပြေခြင်းနဲ့ဘီလီယံနာကဒီနေ့မင်းကလေးကိုအရန်ချစ်စရာကောင်းတယ်လို့ပြောလိုက်တယ်။ဒေါသထွက်နေတဲ့မင်းကလေးကဘီလီယံနာရဲ့လက်ကိုခါထားလိုက်တယ်။ဘီလီယံနာကမင်းကလေးရဲ့လက်စီကသူ့အတွက်မဟုတ်ဘူးလားလို့မေးလိုက်တယ်။မင်းကလေးကချက်ချင်းပဲသူ့ကိုမပြီးပဲလွှင့်ပစ်လိုက်မယ်လို့ပြောလိုက်တယ်။ဘီလီယံနာကဘာမှပြန်မပြောပဲမင်းကလေးစီကအနန္တမွေခိုးယူဖို့ကြိုးစားတယ်။မင်းကလေးကပါဇက်ကိုအမြန်ပိတ်လိုက်တယ်။စိတ်မဖာတပါဘီလီယံနာကသူမကိုသူ့ရေခွင်နဲ့ဆွဲတက်လိုက်တယ်။ဒီမိုင်းချက်ပြထားတဲ့မင်းကလေးကဘီလီယံနာရဲ့လက်စီကိုပဲဆက်ဖြုတ်ပြန်တယ်။အဲ့ဒီချိန်မှာမင်းကလေးရဲ့လက်ရှိချစ်သူကရုတ်တရက်တကားကိုထုံးဖွင့်လိုက်တယ်။မင်းကလေးရဲ့လက်ရှိချစ်သူကဘီလီယံနာရဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့တယ်။သူမဟာစပွဲကဝါပုံနေခဲ့ပြီးဘီလီယံနာကမင်းကလေးရဲ့လက်ရှိချစ်သူကိုသူ့လက်စီကောင်းရလားလို့ခွင့်ယူစွာမေးလိုက်တယ်။အဲ့ဒီချိန်မှာဘီလီယံနာရဲ့လက်စီကသူ့ချစ်သူမင်းကလေးပြင်မလက်ဆောင်နဲ့အရန်တူတယ်ဆိုတာသူကသိသွားခဲ့တယ်။ဒီသဘောကဘီလီယံနာကသူ့မင်းကလေးကိုဆုံးလို့စေချင်နေတဲ့သဘောဆိုတာသူမသိခဲ့ပါဘူး။